ဒါတော့မြားတော့ပြီပေါ့မြားတော့ပြီဆိုတော့လေဒီနံပါတ်5တွေအရင်တော့ထိုးကြည့်ပေါ့နော်ထိုးကြည့်ဖို့ဗျာနည်းနည်းပါတော့အဲ့5တော့ထိုးကြည့်ပေါ့အဲ့5ထွက်မလားဒီ5ထွက်မလားဒီ5လည်းကောင်းတယ်သူကတော့ဒီအုပ်စုမှာတော့4កောင်ရှိပြီဒါပေမဲ့သူကဒီလိုတကောင်ဒီလိုလေးဖွင့်တော့ဒီကောင်ကြံနေလို့ကြံခဲ့ဒီ5ဘယ်5ဖြစ်မလဲဒီကောင်လန်းဒါလာပေါ့ဟို5တော့ကောင်းတာပေါ့ဟို5တော့မိုက်တယ်အဲ့5နည်းနည်းပူတန်တယ်အပူကတော့ဒီပွဲကတော့ကျွန်တော်မှတ်နေကောင်းတော့ရှိဘူးဖြစ်နေတယ်မတွေ့ဘူးဖြစ်နေတာအပူကစောချင်တာဒါပေမဲ့သူက brain နဲ့တွန့်တော့ပူတာပေါ့ဗျာလုံးပေါက်တယ်ဆိုတော့ဒါမျိုးတွေတော့ဖြစ်နိုင်တယ်လုံးပေါက်တယ်ဆိုရင်ခုံပူငါပူမျိုးဖြစ်နိုင်တယ်နော်တကြီးနေဆိုရင်တော့တကြီးရလည်းတအားကောင်းနေကွာနော်တကြီးရတော့ကောင်းနေနောက်တကြီးရနှစ်တစ်ခွန်တင်ငါတက်တယ်ဒီကောင်ဖြစ်မလားဒီကောင်လည်းကောင်းလိုက်တာပြမယ်ထွမ်းမှာတော့ဒီထဲပဲထွမ်းမှာကျွန်တော်လည်းဒီထဲလိုက်ရှာပြီးချတော့ဒါမနေ့က3ကူလေးအတွင်းကနန်းရတာပေါ့ဗျာဒီ3ကူဆိုပြီးကနန်းအတွင်းကနန်းရတာပေါ့အဓိကမိတ်ရတော့အဲ့လိုအတွင်းကနန်းနေပြီအများဆုံးထိမိပေါက်နိုင်အဲ့ဒါမျိုးပဲပေါက်တယ်နံပါတ်1ကရှင်းပြမယ်ကြီးနံပါတ်1ကလေးတော်ကောင်းတဲ့နောက်နံပါတ်1ဆိုရင်ကနန်းလေးဒါဆန်အိုက်တမ်နဲ့တွေ့ပေါ့နော်အဲ့နောက်တလေးမနံပါတ်2အဲ့နံပါတ်2က1နဲ့3လို့ထည့်တယ်ပေါ့နော်အဲ့လို1နဲ့3ထည့်ဒီနံပါတ်8 3ညာလို့ထည့်ဒီ1 4 9လို့ထည့်တယ်ယူရှင်းပဲပြောပြမယ်နော်ဒီနံပါတ်3ကိုဒီကဏ္ဍနှလုံး3ထည့်ဒီ3လုံး3လို့ထည့်ဆိုတာဒီ3လုံး3လို့ထည့်လို့ရှင်းလားနံပါတ်3လို့ဒီ1နဲ့2နဲ့3နေလို့8နဲ့3က3နေဆိုတာလို့1 1 3ညာ3လို့နံပါတ်8လို့8နဲ့3ညာ8တယ်4 3ညာ4ကို8တယ်ဟုတ်ပါဘူးဘာလို့ရှောက်ပြောနေငါလူတွေငါပြောရရင်ဟုတ်တယ်နော်ခဏလေးတစ်ခုချင်းရှင်းပေးမယ်ခင်ဗျားတို့အဲ့လိုမျိုးရှင်းမဟုတ်ဘူးရှင်းတာမားနေရှင်းဖို့ရှင်းပြီးမမှန်သေးဘူးတော့ဘလို့ချတာတော့သူအဲ့တက်ကိုရောင်းမယ်နော်ဘရိတ်ကြီးနဲ့တော့စုံလိုက်တာကွာကနန်းလေး5 6လို့ဝိုင်းကြီးပပတ်တူလေးဒီနာဘတ်တော့1နဲ့2နဲ့3ခွန်6 3ရောက်3ပြီးမှ8နဲ့3ထည့်တယ်နံပါတ်8ဒီကဏ္ဍနှလုံး8အဲ့8 6 3မြောက်နဲ့ကို8ပြီးမှ4 3ညာ4ကို8လို့ထည့်တယ်နံပါတ်1ဒီကဏ္ဍနှလုံး1 3ခွန်1ကိုနောက်1ထည့်ဖို့ကဒီ3လုံး1ဖြစ်မှရမှာနော်ဖြစ်နေလားဖြစ်နေရပြီပေါ့ပြန်ပြောပြမယ်ဒီမှာ3တင်းနဲ့3ထားတယ်အမှနံပါတ်3အဲ့3ခွန်60 3ထားတယ်အဲ့3လမ်းရိုက်မှာ8နဲ့3ဆိုပြီးကနလမ်းရိုက်နံပါတ်8 8နဲ့3ရောက်8ထားတယ်နံပါတ်8 6 3ညနဲ့8ထားတယ်အဲ့8လမ်းရိုက်မှာ4 3ည4ကို8လို့ရိုက်နံပါတ်1 4နဲ့9နဲ့တက်ထားတယ်3ညနဲ့9ကိုတက်ထားတယ်3ခွန်ပြုတ်တက်ထားတယ်အဲ့မှာနံပါတ်1လို့ရိုက်အဲ့တော့ရိုက်ပြီလို့ရှိရင်ကနန်းပါထိလိုက်ကောင်းမလဲဆိုညင်အောင်ထဲရမလားနော်ညင်အောင်ထဲရမယ်နော်ညင်အောင်ထဲရမယ်ရှိကနန်းထဲမယ်ဆိုရင်ဒါ3လုံး3ရိုက်လို့ဒါ3လုံး3ရိုက်လို့ဒီနှလုံး3ရိုက်တယ်ဒါ3လုံး1ထဲလို့3ည9နဲ့1ထဲလို့ခွန်လေးကို1ထဲနှစ်3ညခွန်9ထဲလို့ခွန်3 9ထဲလို့ဒီနှလုံး9ထဲတယ်အဲ့ဒါရှစ်တယ်မတအဲ့ဒါမနေရခါလို့ဒီနစ်ပရိဆိုတာဟိုနားမှာနေတာမဟုတ်ကိုကတော့မောရောရှောက်ပြနေတာ
ဒီကိုလေးကိုသုံးတယ်ကွာလို့ဒီနှစ်တက်သုံးတယ်ကွာလို့ဒီသုံးလို့နှစ်တက်နဲ့သုံးတယ်ကွာလို့ဒီတက်နဲ့သုံးတယ်သူကသူသုံးတက်ဒီလိုလေးနဲ့ဒီနှလုံးလေးပဲရှစ်ပဲချာခုနှစ်တက်နဲ့ရှစ်ပဲချာခုနှစ်တက်နဲ့ရှစ်ပဲချာသုံးလုံးချောင်းနဲ့ဒီနှလုံးနဲ့ရှစ်ပဲချာအမှန်တော့အကျေသွင်းကားလို့ပေါ်တဲ့နည်းနဲ့ပြရတယ်အမှန်ဆိုကျွန်တော်သူရှင်းလူရင်းလေးနဲ့ပဲပြချင်တယ်နော်အမှန်ဆိုရင်ဒီလိုပဲရိုက်တာကနဒီနှစ်ကိုတက်ဆိုရင်ကနတက်သုံးညာရိုက်တာကိုနှစ်တက်ဆိုတော့ကိုနှစ်တက်ရိုက်တာနှစ်သုံးညာနှစ်ဆိုတော့သုံးကိုရိုက်တာတက်နှစ်ဆိုရင်ကနအဲ့ဒါနှလုံးတင်အဲ့လိုရှင်းလေးပြောတယ်မကြိုက်ဘူးဆိုတာဒီလိုဟိုဝေးလေကြောက်ပါလိထေပြောအခုလည်းအဲ့ဒါရှစ်တက်ကိုဘရီနော်အဲ့ဒါကိုဘရီဒီလိုကြည့်လိုက်ပေါ့သုံးလုံးသုံးဒီနှလုံးသုံးပေါ့သုံးလုံးတက်ဒီနှလုံးတက်ပေါ့ခွန်သုံးကိုဒီနှလုံးကိုပေါ့နော်အဲ့ဒါစာဖွေးရိုက်လို့ရေကဒီအကြောင်းတွေပါတော့လို့ဆိုပြီးတော့မှကျွန်တော်ကဒီသုံးလုံးသုံးတာနှစ်တက်သုံးညာသုံးတာဒီသုံးတာကိုသုံးညာကိုနှစ်သုံးညာတက်တာသုံးညာကိုနှစ်တက်ခွန်လေးတက်တာနှစ်သုံးညာခွန်ကိုတာခွန်သုံးကိုတာဒီနှလုံးကိုကဆိုတာအရှိကြီးပါပြောနေတဲ့သဘောရောက်တယ်အဲ့ဒါရှစ်တက်အဲ့ဒါမှမဟုတ်ဘူးဆိုဒီကဘယ်လိုချနိုင်လဲဆိုအဲ့နောက်တက်ကြီးဆိုပြထားပြီနော်သုံးချက်သုံးလုံးသုံးမြင်တယ်သုံးလုံးနင်းမြင်တယ်သုံးလုံးတက်မြင်တယ်သုံးလုံးတုံညာမြင်တယ်အဲ့ဒါဒီကနာသုံးလုံးသုံးထဲတယ်သုံးလုံးနှစ်ထဲတယ်သုံးလုံးတက်ထဲသုံးလုံးတုံညာဒါ၄ချက်လောက်ရိုက်တဲ့ဘောကိုသုံးချက်ထဲနဲ့ပဲချသုံးချက်ထဲနဲ့ပဲကနာဆင်းရိုက်မယ်ဆိုဒီသုံးလုံးသုံးကိုလေးတုံညာကိုထက်ရှလေးတုံညာနဲ့ကိုနှစ်သုံးခွန်နဲ့ကိုထက်တက်သုံးခွန်တက်ကိုတုံညာလေးခွန်တက်အဲ့ဒါဒီသုံးလုံးသုံးတို့သုံးလုံးနှစ်တို့သုံးလုံးတက်တို့ခြေရင်ဒီသုံးလုံးသုံးတို့ဒီသုံးလုံးနှစ်ဒီသုံးလုံးတက်ဆိုနံပါတ်ခွန်ခြေဟိုလိုခွန်ရှင်တော့ဒီလိုသုံးတာပေါ့နှစ်တာပေါ့တက်တာပေါ့တုံညာလာအဲ့ခွန်လဲရောက်မယ်ခြေပြီးရိုက်ရင်လဲသုံးတို့နှစ်တို့တက်တို့ခွန်ပဲရောက်မယ်အဲ့ဒါခွန်တက်အဲ့ဒါရှစ်တက်ခွန်တက်အောက်ကနန်ထေပြီးနော်အမှတကောင်ထေပြီးဒီကောင်တကောင်သေးပြီဒီကောင်တကောင်သေးပြီနော်ဒီမှာအဲ့နောက်စုအဲ့နှစ်ကောင်ရိုက်ပြပြီတိုက်သေးပဲလိုက်တွန်းနေတာဒီကောင်ခေါ်နော်ဒီကောင်စောကစားကိုလေးတခုရှိရပဲရောက်နေဒီဒီတုံညာတွေဆိုရင်လည်းလာတယ်ဗျဒီရှင်းနဲ့တကူတွေရှင်းနဲ့ဒီရှင်းနဲ့တုံညာတာခေါင်းနေရှင်းတုံညာပြတ်တယ်တကူတုံညာကနာကိုလေးခွန်တုံညာပြတ်တယ်ရှင်းနဲ့တုံညာနဲ့35ပြန်တယ်ကနံပါတ်5တလုံးမှမတော်တည်တဲ့နံပါတ်ပြန်နော်5ဆိုရင်ကနာတော့ဒီကောင်ဒီနေ့ဆော်မလားပေါ့တလုံးတော့မရှိဘူးအဲ့5ဆိုဒီတုံညာပဲဆော်မှာရှင်းနဲ့တုံညာကိုဒီနှစ်ရှင်းတုံညာလမ်းဆော်တင်နဲ့ကိုနဲ့တုံညာကိုလေးခွန်တုံညာလမ်းဆော်ရှင်းနဲ့တုံညာနဲ့35ကိုတုံညာလမ်းဆော်မှာအဲ့မှာနံပါတ်5ဆိုရင်ကနဆော်ပါဆော်ပြီးအချင်းဖမ်းမယ်ကနတကွတော်ရှိတယ်ဒီကနနှလုံး3နဲ့ဒီ3လုံးခွန်တဲ့ကောင်တုံညာလို့ချမယ်ဒီနှလုံး6နဲ့ဒီ3လုံး4နဲ့တုံညာပဲဆက်ချဒီကနနှလုံးနဲ့ဒီ3လုံး8နဲ့တုံညာဆို9ကိုဆိုရင်ကနထိုးအဲ့9ကိုဆိုရင်ကနထိုးအဲ့ကောင်ကြောက်เสียကောင်းတယ်အဲ့ကောင်အဲ့9ကိုဆိုတာအဲ့လိုပြောလိုက်တယ်ဒီ3လုံး9နဲ့ဒီ4နဲ့3လိုက်တယ်ကနခါလို့တုံညာ3တုံညာချမှာဒီကန3လုံးနဲ့ဒီနှလုံး1နဲ့3နဲ့ကနဒီနဲ့4ခွန်ဆိုရင်ကနချဒီ3လုံးနဲ့ဒီနှလုံး1နဲ့3ဆိုရင်ကနကို9ဆိုရင်ကန3လို့ချမှာအဲ့4ဘီကအဲ့လိုချမှာအဲ့ဒါအဲ့လိုထိုးဒီလိုလေးရတလုံးကတော့ဒါတော့စားကောင်ပြရမှာပေါ့နော်ဒါဖွင့်တော့စားနိုင်တယ်ပေါ့နော်သူစားနိုင်တဲ့ကနပြရမှာနီးလေးဒီနှလုံးနဲ့တော့ဒီနှလုံးနဲ့ထဲဒီနှလုံးခွန်ထဲတော့ဒီနှလုံးခွန်ထဲတယ်3နဲ့4နဲ့ခွန်ထဲဒီနှလုံးခွန်ထဲဆိုနံပါတ်3ညာအဲ့ညမှာဒီကောင်ဒီနှလုံးရှည်ရိုက်လိုက်တယ်ကနတလေး3ပြန်ထဲတယ်4နဲ့6ဆိုရင်ကန934ပြန်ထဲတယ်39နဲ့ဆိုရင်ကန345လို့ပြန်ထဲတယ်နော်9ရဲ့4ရဲ့3ရဲ့2က39ထဲ4396 4နှစ်ထဲ34တက်က83ညာထဲဘာလို့အဲ့ကောင်ကြီးချိန်ပြီးပြောနေတယ်ကလည်းပြောလိုက်တယ်ဒီတက်ကြီးရတဲ့ကောင်ချလို့
ဒီတကြီးဒီကောင်ချလို့ဒီနေကြီးဒီကောင်ချလို့ဒီလို3လုံး3ဆို3လုံး3ဖြစ်လို့3လုံး1ဆို3လုံး1ဖြစ်လို့3လုံး9 3လုံးတော့ချိတ်နေတယ်ကနနေအဲ့တော့ဒီကနာနှလုံးရှစ်ကြီး1 4 3ချ4 2 6 9 3 4ချ3 9 3 3 5လို့နံပါတ်5ဆိုရင်ကနချအဲ့လိုနံပါတ်5ချဒီရှလေးနဲ့နှစ်3ညရိုက်4 3ခွန်3ညခွန်ရိုက်3 4ခွန်ခွန်3ညရိုက်စားကောင်ပဲအဲ့ဒါ3ည5ဆိုရင်ကနတော့အဲ့ဒါတော့စားဝါမယ်ဆိုတဲ့ဟာပဲဒီကောင်3ညတော့တော်တော်ဆင်ထားတယ်ကနမင်းတို့3ညကြီးသားဆင်ထားတယ်တော့ခွန်5လားခွန်9လားအဲ့ကနမကောင်တော့နိုင်လို့ရှင်သူကလည်းကတိကောက်ရိုက်ထားတယ်3ညပဲကောနော်မကြီးကျွန်တော်ပြောပြမယ်နဲ့ခက်တဲ့ပု္ပ္ပာပြောပြမယ်ဒီလို3လုံး3လို့3လုံးနဲ့တို့3လုံးတက်တို့3လုံး3ညနဘခွန်လို့ဒီမခွန်3ညနဲ့ထိစီတဲ့လာသူဘယ်လိုရိုက်မလဲဒါ3လုံး3တယ်အဲ့3လုံး3လုံးခွန်နဲ့3ညတယ်ဒါလည်း3လုံး3ညကို3လုံး3ညနဲ့3ညပဲဒါလည်း3လုံး3ညကို3လုံး3ညနဲ့3ညပဲဒါ3လုံးနဲ့နဘခွန်တဲ့3လုံးနဲ့3လုံးနဲ့3လုံးရှယ်3ညပဲတဲ့အဲ့ဒါ3ည4လုံးရိုက်တာအကိဖြည့်ရိုက်ဒီမှာ3လုံးရှိတယ်နှလုံး3လုံးဒီကောင်မ3ညကို4ဖြစ်နေလို့ရှင်4ဖြစ်နေဒီကောင်ဒီ3လုံး3နဲ့ဒီ3လုံးခွန်3ည3လုံးရိုက်ဒါ3လုံး3ည3လုံး3ညနဲ့နှလုံးရိုက်ဒါ3လုံး3ညနဲ့3လုံး3ညကို3ည3လုံးရိုက်ဒီခါ3လုံးနဲ့အဲ့3လုံးနဲ့ကျွန်တော်ဒီ3လုံးနဲ့ဒီ3လုံးနဲ့မှဒီနှလုံး4ရမယ်ဆိုအဲ့ကနန်းကျတော့ခွန်9လို့ထွက်တယ်အဲ့ဒါခွန်9လို့ထွက်တယ်တာမန်ရိုက်ခွန်5လို့ထွက်တယ်ငါမပြီးခွန်9ချရတယ်ဒါအဲ့ဒါကိုမပြခွန်5လားခွန်9လားဘောနော်ခွန်5ခွန်9ရှိလားပြီးတယ်ပြီးနေတာရှိလားရှိလို့လားခွန်5တွေခွန်9တွေဒီကောင်တော့ရှိသေးခွန်5မှမရှိတယ်ခွန်5မရအောင်အဲ့ကောင်မရှိဘူးခွန်9ပဲရှိအဲ့ကောင်မရှိတာရှောက်ပြီးတော့ဆောမနေဒီကောင်တမှုဆွဲထားရှိပါသေးတယ်လာလီပေးရောက်တော့ဒီပြတဲ့ခါလဲကောင်းတဲ့ခါလဲကောင်းတဲ့ 3D ပဲလုံနေတာ 3D ကရက်ကလည်းကန်နေပြီဆိုဒီနေ့ကတော့နော်နည်းနည်းဟိုကြည်ကြက်ပြီးထိုးပြမယ်ဆိုတော့ကတော့တူတီကလည်းပြလို့မကုန်ဘူးဗျာနော်ဒါရှေကြီးက3လုံးရှေရရင်လေဒီရှေကြီးနည်း4ရရင်လေဒီ3ကဒီ3လုံး3ကအများကြီးပဲပြလို့ချင်းလေအများကြီးအဲ့ဒါကြောင့်တိတ်မပြချင်းဟိုတောင်ပြမြောက်ပြလည်းမပြောချင်အနီးကန်တယ်ပဲစော်ခိုင်းတာနော်အဝေးလည်းမစော်တော့နဲ့သူကတော့ဒီမတခင်တော့မူနေပဲကျွန်တော်ကနန်းတော့ဒါ3ခွန်4 6ပဲသူကထွက်တည်တော့ဗျာ3ခွန်4 6ထဲဒါမနေ့ကသူက4 6မှုမရှိသေးဘူးခင်ဗျာအဲ့ဒါ4ရှင်တို့3ခုက4 6မှုတကောင်မှမရှိသေးဘူးခင်ဗျာအဲ့ဒါ4 6မှုကောက်ဖွင့်တာအဲ့နှစ်ဘက်ကအဲ့ဒါ4 6မှုကောက်ဖွင့်တာသူကဒါကြောင့်ကျွန်တော်ထင်တယ်ဒီကနေ့သူ4 6မှုမထဲသေးဘူးကဒီကောင်ထဲတော့မတင်နဲ့လို့မူကအပြောက်တော့မရိုက်ဘူးလို့မူကပျောက်သွားတယ်ဆိုတာသူကအဲ့လိုမျိုးမရိုက်ဘူးထွက်လာတဲ့ကောင်တန်းစီပြီးတော့ကနေ့အဲ့3ခုမူတွေပဲချိုင်းဇွတ်ကိုအဲ့လိုမျိုးချောက်ချလိုက်ရှိအမကြီးပြန်မကြီးကာရလီဒါမနေ့က3ခုဆိုတာ4 6မှုချတာအခုနံပါတ်ခွန်တက်ဆိုတာကလည်းပြီးလိုက်တယ်ကနခွန်တက်ဆိုတာအဲ့ဒါခွန်တက်ဆိုတယ်ကနအဲ့မှုပဲအပေါ်ကောင်ပဲအဲ့မှာအဲ့4 6မှုပဲအဲ့ဒါမနေ့ကဒီမှာ9နှစ်ခွန်4ထေတာအဲ့9နှစ်ခွန်4ဆိုတာအဲ့မှာ3ခွန်ဆိုတဲ့ကောင်ကြီးချတာအဲ့မှာခွန်4လို့တော့9နှစ်ဆိုတယ်ကန3 4 5 6ဘယ်ရောက်အဲ့မှာအကြီးဖြစ်နေတော့နဲ့ကောင်းငယ်ဒီမှာ9နှစ်နော်9နှစ်ခွန်4ရချတာအဲ့မှာမဟုတ်အပေါ်မှာ3ခွန်ဆိုတဲ့ကောင်ရှိတယ်9နှစ်နဲ့ခွန်4ဆိုတာအဲ့ဒါတန်းတဲ့အတူပဲအဲ့ဒါဒီကောင်ထိုင်ရိုက်တော့3ပင်လုံးရိုက်ပြီးတော့ကျွန်တော်မှရွာလေ3ည3နဲ့အဲ့မှာကတော့ခွန်4 9နှစ်အဲ့ဒါကြောင့်ခွန်4ကကျွန်တော်မထည့်ပြီးလိုက်ပဲနဲ့ခွန်6ခွန်1ဘာလဲမသိနောက်တစ်လုံးခြားတာခွန်4ဖြုတ်လိုက်တာအဲ့မှာခွန်4ကိုင်းထွက်လာတာဒီကောင်က3မူလုံးစက်တိုက်ရိုက်ချသွားလို့ညနေခင်းကြဒီကောင်4 6ပဲလို့3 9မုံတော့နေဘရိက4ရှယ်ဒါကျွန်တော်ပြောတဲ့ခါတော့ကူးထားလို့မကူးတချို့လဲကူးပြီးတော့ဘာမှမသိဘူးဆိုတော့ကျွန်တော်ဘယ်လိုရှင်းပြရမှာဒါရှင်းပြလဲမကောင်း line ပေါ်မှာကျွန်တော်တောင်းပြောဆိုရပြီလေးလာပါလေကိုကမနေ့ကကျွန်တော်နေဘရိ4ရှယ်လေးကိုဒီထဲမှာပဲရှိတယ်ဒီကောင်မူဝါဒီဖက်ပြစ်တက်လာမယ်ကနဒီကောင်ပဲရှိတယ်ဒါကြောင့်မနေ့ကဒီ3 9နဲ့ဒီ4ရှယ်နှစ်ကောင်ပဲလို့အဲ့ထဲပဲဒါဒီမူတက်မယ်ကနအဲ့ဒါပဲရှိတယ်အခုအဲ့မှာဆက်ပြီးတော့ဒီကောင်4 6နေထဲလာမယ်ဆိုရင်ဒီမှာခွန်တက်ဆိုလေကနပေးထားတယ်9တက်ဆိုလေကနသလုံးနဲ့ထည့်ပြီးလိုက်မယ်နော်9တက်လည်းထည့်ပြီးမယ်
အဲ့ငါးကတော့ကျွန်တော်ပြောပြမယ်ကြီးငါးကဒီကောင်တုံညာရိုက်တယ်ကနရိုးရိုးတုံညာရိုက်တယ်ကနကောင်းတယ်အဲ့ကောင်လည်းစောစောပြလိုက်တယ်ငါကူးမှာပေါ့သူကအခက်ခဲနဲ့လည်းထုတ်ချင်မှထုတ်တာခါတို့ဒီတုံညာနေစောလိုက်တယ်ကနပေါ့ဒါနှစ်ရှစ်တုံညာချလိုက်တယ်ကနဒီတကူတုံညာကိုလေးခွန်တယ်ဒီရှစ်နှစ်တုံညာနှစ်သုံးငါလို့ဒီနံပါတ်5ကသူကဘာမှမဟုတ်နှစ်ခွန်တုံညာ5ဆိုရပါဝါနှစ်တွဲရဲ့ပုံစံလောက်ပဲဒါနှစ်တုံညာခွန်5ရဲ့ပုံစံလောက်ပဲကြားတယ်သူကအဲ့လိုပါဝါတွဲလေးနဲ့သူစောချင်တဲ့နံပါတ်5မျိုးဖြစ်တယ်အဲ့ငါ့ကိုတကြီးကောက်ရိုက်ဖို့ဗျာနော်တကြီးကတော့ဒါဒီ3ကနေ3လုံး3တာလို့ဒီရှစ်3လုံးရှစ်တာလို့ဒီတကြီး3လုံးတည်းဒီကောင်လည်းဒီမှာ3လုံး3ထိ3လုံး8ထိ3လုံး1ထိဒီကောင်လည်း3ပေါ့ဒီကောင်လည်း8ပေါ့ဒီကောင်လည်း1ပေါ့သူ့တငယ်ချင်းဒီမှာပြနေတာ3ကြီးကလည်းဒါ3လုံး3ပြရရဲ့ခါဒီဖက်လည်း3ကြီးရှစ်ကြီးကဒီဖက်လည်းရှစ်ကြီးဒီဖက်လည်းရှစ်ကြီးဒီတကြီးက3ညာ2ကိုလည်း1 3ခွန်1လည်းကောက်1ပေါ့ဗျာအဲတခါဒီကိုကစိတ်မချကြော်တက်ပြီးရိုက်ပေါ့ဒါပေမဲ့1ဆိုလည်း1ပဲရိုက်ပေါ့အဲ့ဒါ9တင်းနေနေဒီမူကြီးပြောတယ်နော်အဲ့3ကူဆိုတာ4ချောင်း4ချောင်းမူဆိုလေကနမှာဒီကောင်9ထိပ်ကောက်ထွက်လာလို့ကတော့အမှ9တင်းဆိုလေကန9ကူကဒီမှာထည့်ပြီးဟိုကောင်ထည့်ပြီးသွားပြီအဲဒီလေးတကောင်ကြံလို့သူဒီအဲ့လိုလေးကြည်ပြီးတော့ခါတော့မုံနဲ့ဆင်ပြီးတော့အပေါ်တက်အောက်ဆင်းမူဒါမှမဟုတ်အခုဖွင့်တဲ့မူအဲ့ဒါပဲပြန်ထိုးအဲ့ဒါပေါက်တာပဲမဒါအဲ့ဒါသူဒီဆိုတာခဏမဟုတ်တော့မှခါတော့ကောင်းပေါက်လိဟာတော့ပြောပြမယ်ဘာကြီး86ဆိုနှစ်လေးထဲတယ်မလားအမကြီး86ဆိုလို့ရှိရင်ဒီမှာနှစ်ရှင်းမှုမှာကြီးနှစ်ရှင်းမှာ8686ဒီမူထဲခဏလိုက်ချမှာအမနှစ်လေးဆိုလေခဏသူကဒီဖက်ထွက်ဒီဖက်လိုက်ထွက်တယ်တော့အဲ့လိုလိုက်ထွက်တယ်ဒါ3လေးနှစ်တက်ဆိုညီကိုတွေပေါ့ဒါပေါ့ပြောတာပေါ့3လေးနှစ်တက်ဆိုဒီတကူမှာကြီးပေါ့ဒါ3လေးပေါ့ဒီမှာနှစ်တက်ပေါ့ဒီထဲမှာပဲသူညီကိုတလုံးလိုက်ရှာပြီးချာပေါ့ဗျာဒီကရဒါညီကိုထွက်ညီကိုလိုက်ထိုးပေါ့ဒါ3ခွန်ထွက်3ခွန်လိုက်ထိုးပေါ့ဒါမျိုးဆိုရင်ခါတော့မရှုံးဘူးလို့နော်တကွက်ကောင်းဆိုတော့မဖြစ်နိုင်ဘူးသူတီရတော့ခါလို့ယူအဲ့ဒါတော့ကန်တာကောင်းမှလာကြာလိုက်ပြီကန်စပယ်ရှယ်ကန်မရမှာယူကန်တော့မရဘူးနော်အဲ့တော့ခွန်ပူးကလည်းဟိုကောင်9ခွန်နဲ့မဆွဲနဲ့ခွန်ပူးနဲ့တလုံးချာနော်ခါလို့ဒါကောက်တုံညာမယ်ကနလည်းကောက်တုံညာဒီမှာခွန်တကောင်ရှိတယ်ဒါလည်း3လုံးနှစ်တို့3လုံး1တို့3လုံး3ညာခြေရိုက်ရင်ဒါ3လုံး3ကလည်း940ရှိတယ်ဒါ3လုံးနဲ့3ခွန်ရှိတယ်3ခွန်1 3ညာ4ခွန်ဒီမှာလည်းခွန်ရှိတယ်ဒီကောင်ဒီ3ညာတွေဒီ3ညာဒီမှာလည်းခွန်ရှိတယ်အဲ့ဒါတွေကဒီ3ညာတွေစော်ထားတဲ့နံပါတ်ပဲဒီခွန်တွေအဲ့ဒါဂယုစိုက်ရပြီတဲ့ရပြီကျွန်တော်ကြည့်ပြီးတော့ပဲတင်ပေးမယ်နော်အဲ့တော့ကျွန်တော်ရှင်းပြတော့အဲ့မှာခွန်1ခွန်9 8 5 9 5 1 3ညာ5စားကောင်းနော်စားကောင်လေးထည့်ပြီးလိုက်တယ်အများကြီးလည်းမရှင်းတော့ဘူးလေနော်ဟုတ်လားကျွန်တော်ဒါ 3D ဝဲမိန်ချနေတာဗျအော်6ကြီးရှိရပါ sorry ခင်ဗျားတို့အဲ့ဒါကြောင့်မူလေးတမှုရှိပါဆွဲပြလိုက်ဦးမယ်ကဲဒီတကြီးတဲ့ကိုလည်းဆွဲပြီးလို့ရင်မေးတယ်ဗျအဲ့ကောင်တောက်လျှောက်ရိုက်တာနော်တော့တကြီးတရိုက်ထဲပြီးခွန်းဆိုအေးဟုတ်ပြီဒီကနန်းနှလုံးတည်တဲ့ဒီ3ညာနေစားတယ်ဒီ3ညာ9နေဆိုဒီကနန်းအဲ့တကြီးရိုက်တယ်တပြင်းဒီ4ရိုက်တယ်ဒီ4ကဒီနှစ်ကနေစားတယ်အဲ့နှစ်3ညာဆိုဒီကနန်း4ရိုက်တယ်ဒါ6ကြီးရိုက်တယ်6ဒီနံပါတ်9ကနေရိုက်တယ်ဒီ9 3ညာခွန်ဆိုဒီကနန်းရိုက်တယ်ဒီကောင်9ရိုက်တယ်ဒီနံပါတ်2ကနေပြီးတော့မှဒီနံပါတ်6လို့ကြံခဲ့တော့လို့နော်ကန်ကောင်းနဲ့စာရွက်အောင်မှပြီးနေတာအဲ့ဒါဒီနှလုံးတက်ကဒီ3ညာနေစားတယ်3ညာ9နေဒီနှလုံး4ဆိုတဲ့ကနန်းဒီနှစ်3ညာဒီကနန်းလုံး6ဆိုတာ9 3ညာခွန်တယ်ဒီကနန်းနှလုံး9ဆိုတာဒီမှာနှစ်ခွန်6ဆိုတဲ့ကနန်းတယ်အဲ့ဒါ6ထိပ်နောက်ကနန်းတွဲမနေနဲ့နောက်ကနန်းဒီထဲကနန်းနဲ့ချမတွဲဘူးသူကမကြီးတဲ့ကနန်းနဲ့ချဘယ်ရောက်အိုက်စားရွယ်ဒီတော့နော်6ကြီးနဲ့ချဒီကောင်ဆက်အောင်ပါပဲအဲ့ကောင်လေးအကုန်ထိုး6နှစ်6ခွန်6 5 6 3ညာအဲ့လေးလုံးချဒါရတော့ပါဝါကြီးဒါရ3ခွန်ဒါနှစ်ရှစ်3ညာပရိဒါတလုံးတော့ရှိဒါမဲ့6လေး6လေးရတော့3ညာပရိခါတို့သူတည်းရတော့ထွက်တတ်တယ်ပေါ့နော်6နှစ်6ခွန်6 5 6 3ညာ6လေးအဲ့6ထိပ်မှာအဲ့ကန9လုံးရအောင်ထိုးလိုက်ဒါ9လုံးရအောင်ထိုး6နှစ်6ခွန်6 5 6 3ညာ6လေးရအောင်ထိုးအဲ့ဒါ6ထိပ်မှာတလုံးထဲတော့မသိဘူးအဲ့မှာနံပါတ်5ကြီးကောက်ထွက်လာရင်တော့အဲ့ဒါပေါ့နော်
အကေဒီကောင်ငပူးလေးချောင်းမှုဆိုတုံညာမှုတော့ကတ်တယ်အဲ့ကနန်းတော့ဒါမူမှာကတ်တယ်မူမှာကတ်အဲ့လိုချတော့ကျွန်တော်တော့ရွေးချယ်ပြီးတော့ဆော်ပြန်မယ်အဲ့ဒါတော့6ထိပ်အဲ့ဒါဒီမနက်ခင်းမှာကားလို့6ထိပ်ရခွန်ထိပ်နောက်တင်ကြီးရလဲကောင်းတယ်ပေါ့နော်ရေးတော့ရေးပြတယ်ဗျာကားလို့အဲ့ဒါကြိုက်တဲ့နံပါတ်ချ6ထိပ်ခွန်ထိပ်ကတော့9ထိပ်ရတော့ပြောင်းနေလို့ကျွန်တော်ဒါမှမပြောရဘူး6ထိပ်နဲ့ခွန်ထိပ်ကတော့တပါဝါကြတော့တွေ့ရတယ်နောက်ကနံပါတ်1တပါဝါကြတော့တွေ့ရတယ်နော်ဟုတ်ပြီလားဒီတစ်ခါမရှုံးပါကားလို့အများကြီးပေါက်ပါလေဗျာနော်အများကြီးပေါက်ပါလေ